မင်္ဂလာပါရှင်ချူချူထိုက်ပါနော်သမီးတို့လိုဖြစ်ကြလားသမီးတို့က private အများကြီးပဲရှိတယ်ဘယ်လိုလဲဆိုတော့အော်သမီးကအများကြီးမတွေ့ရှင်ဘူးကောင်းမှုလိုက်တာမဟုတ်စင်အော်အပြင်ထွက်တော့စင် Oh my god ဖျားတဲ့ကြီးနေပူလိုက်တာမဟုတ်စင်အော်သူများနောက်တစ်ယောက်ကိုမကြိုက်ကိုနောက်တစ်ယောက်လည်းမတွေ့ရှင်ဘူးသမီးဒီအလုံးကြောင်ညာရှိရရှင်ဘာလို့လဲဆိုတော့ online အလုပ်ပါရှိဒီ online ကဘာကောင်းလဲပတ်စံမလို့ရလဲဆိုတော့သမီးဟိုလာတော့ကပတ်စံပြရမယ်ရှင်ဘာလဲဆိုတော့ page Facebook ဟိုလာတော့ဆိုရင်သမီး page Facebook $128ရပါရှင်အားလုံးထိုင်းပြည်ပြောင်းမှဆိုရင်4300ရပါရှင်နောက်ဆက်သမီး line လွှဲတာပတ်စံ14000တောင်မှရတယ်နော်အဲ့ဒါသမီးဟိုလာတော့ဆိုရင် line နေလွှဲနေမနက်ညနေ6နာရီထိတနာရီလွှဲနေအဲ့ဒါသမီးပစ္စည်းပို့လာဆိုရင်ကိုပတ်စံရတယ်ပါနော်နောက်တစ်ခုကနိုင်နာ TikTok အဲ့ဒီနိုင်နာ TikTok လောက်တာဥပမာကိုကဒီအရာကောင်းတော့နော်ဝယ်ကြသူအသားဖြူတယ်အဲ့ဒါသူပါလဲသမီးတို့ရဲ့လူခါဆိုစသမီးတို့ plate ဒီရစဝတနာပါတယ်ဝယ်လိုက်ပြီဆိုစသမီးဒီတပူးမှာစက်ကရကင်နှုံးရပါတယ်ရှင်ရောက်စင်ပြောမှဆိုလို့စင်အားလုံးပေါင်းဆိုစင်သမီးဘယ်လောက်ရရဲသမီးပြောပြမယ်ဒီဗီဒီယိုမှာအားလုံးသမီးဘယ်လောက်ရလဲဆိုတော့19500ခွန်3ရပါတယ်ရှင်အဲ့ဒီကြောင့်မို့ဒီ new online အလုပ်ဒီဆိုလို့စင်ကိုဘကိုကြားရလောက်ရှင်ဘာဖြစ်လို့စမ်းကြည့်ပါမစမ်းကြည့်စင်ကိုဘယ်လိုသိမလဲနော်ဒီ new online ကိုနဲ့ကြိုက်တယ်လို့အဲ့ဒါနားမလဲတဲ့နေရာပြောပြနော်သမီးဒီ comment မှာ like ဖတ်ပြီး like ပြီးဖြေပေးမယ်နော်